မင်းကလေးငယ်တယောက်ဟာရုတ်တရက်ဆိုသလိုသူမရဲ့လက်မောင်းတွေနဲ့ခြေထောက်တွေကိုကွေးလိုက်ပြီးဇွန်ဘီတစ်ကောင်လမ်းလျှောက်သလိုမျိုးလိုက်တူပပါတော့တဲ့အနားမှာရက်နေတဲ့သူမရဲ့ဖခင်ဖြစ်သူဟာသမီးဖြစ်သူရဲ့တရုပ်ဆောင်ချက်ကိုကြည့်ပြီးအံ့အားသင့်သွားပြီးနောက်သမီးနဲ့အတူလိုက်ကစားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်ကြောက်စရာအကောင်းဆုံးအပိုင်းကတော့သူတို့နှစ်ယောက်ဟာဇွန်ဘီတွေပြည့်နေနေတဲ့ထိတ်လန့်စရာလမ်းမကြီးရဲ့အလဲတက်တက်မှာရက်နေကြတာပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်စလုံးရဲ့မျက်နှာပေါ်မှာတော့ကြောက်ရွံ့တဲ့အရေးရောင်လုံးဝမရှိကြပါဘူးအဲ့ဒီအချိန်မှာပဲဇွန်ဘီတစ်ကောင်ကဖခင်ဖြစ်သူကိုအနောက်ကနေလာရောက်တိုက်ခိုက်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ဖခင်ဖြစ်သူကတက်တိမွေးပြီးရင်းဇွန်ဘီကိုအကျယ်ကြီးအော်ဟစ်လိုက်တဲ့အခါဇွန်ဘီဟာရှိတဲ့နေရာမှာတင်တောင့်ခဲသွားပါတော့တယ်သူတို့ရဲ့လှည့်ကွက်အလုတ်လုတ်သွားတာကိုမြင်တော့ဖခင်နဲ့သမီးဖြစ်သူဟာဇွန်ဘီတွေကြားထဲမှာပဲပျော်ပျော်ပါးပါးကခုန်ကြပါတော့တယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကတော့အကြာကြီးမခံခဲ့ပါဘူးဇွန်ဘီတွေကတန်တရားဝင်လာပြီးဒေါသတကြီးဟိန်းဟောက်တန်တွေနဲ့အတူသူတို့နှစ်ယောက်စလုံးစီကိုပြေးဝင်တိုက်ခိုက်ကြပါတော့တယ်သူတို့နှစ်ယောက်လည်းအသက်လူပြီးထွက်ပြေးခဲ့ကြပေမဲ့လမ်းမှာမိန်းကလေးငယ်ကခြေချော်ပြီးလဲကျသွားခဲ့ပါတယ်ဇွန်ဘီအဖွားအိုတကောင်ကသမီးဖြစ်သူကိုကိုက်ဖို့အတွက်တက်တက်ကြီးခုံအုပ်လိုက်တဲ့အချိန်မှာဖခင်ဖြစ်သူကသမီးရှိမှသူ့ရဲ့လက်ကိုအမြန်ကပေးလိုက်ပါတယ်သူကတော့ဒါဟာသူ့အတွက်နောက်ဆုံးအချိန်ပဲလို့ယုံကြည်ထားခဲ့ပေမဲ့ကံကြမ္မာကတော့အခြားစီဖြစ်ခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဇွန်ဘီအဖွားအိုကသွားတူတွေတက်ထားလို့ပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့ဖခင်နဲ့သမီးဖြစ်သူဟာလွတ်မြောက်သွားခဲ့ကြပါတယ်ဒါပေမဲ့မကြခင်မှာပဲဖခင်ဖြစ်သူကသမီးဖြစ်သူရဲ့အမူအရာထူးဆန်းနေတာကိုသတိထားမိလာပါတယ်တကယ်တော့ဖခင်ဖြစ်သူကားသွားယူနေတဲ့အချိန်တုန်းကဇွန်ဘီကလေးတစ်ကောင်ကမိန်းကလေးငယ်ကိုကိုက်ခဲ့တာဖြစ်ပါတယ်မိနစ်ပိုင်းတွင်းမှာပဲသူမဟာဇွန်ဘီတစ်ကောင်ဖြစ်လုံးဝပြောင်းလဲသွားပြီးသူမရဲ့ဖခင်ကိုပြန်လည်တိုက်ခိုက်ပါတော့တယ်ဖခင်ဖြစ်သူလည်းအခြားရွေးချယ်စရာမရှိတော့ပဲသမီးကိုထိန်းချုပ်ပြီးရွာထဲကိုခေါ်သွားကအခန်းတစ်ခန်းထဲမှာတော့ပိတ်ထားလိုက်ရပါတယ်နောက်တနေ့မှာမိန်းကလေးပျောက်ဆုံးနေတာကိုသိလိုက်ရပြီးဖခင်ဖြစ်သူကကုန်းလောင်ရုံတစ်ခုထဲမှာသမီးဖြစ်သူဟာအရင်တုန်းကလိုပဲတချင်းတန်တဲ့အတူကပ်ခုံနေတာကိုရှာတွေ့ခဲ့ပါတယ်ဖခင်ဖြစ်သူကတော့သမီးဖြစ်သူရဲ့ရင်ထဲမှာလူသားဆန်မှုတွေကြန့်ရှိနေသေးတယ်ဆိုတာကိုအသေးချာယုံကြည်သွားခဲ့ပါတယ်သူကသမီးဖြစ်သူကိုလူပြန်ဖြစ်အောင်လုပ်ပေးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်သူကသမီးကိုပြေးဖို့လေ့ကျင့်ပေးတယ်စကားပြောနည်းနဲ့လူတွေကိုဘယ်လိုလေးစားရမလဲဆိုတာတွေကိုသင်ပေးပါတယ်တဖြည်းဖြည်းနဲ့မိန်းကလေးငယ်ဟာအခြားလူတွေကိုတိုက်ခိုက်တာတွေမလုပ်တော့ပါဘူးသူမရဲ့အဖွားဖြစ်သူကလည်းသမီးလေးကိုပုံမှန်လူတစ်ယောက်လိုပြန်လည်မြင်တွေ့ရစေဖို့အတွက်အဝတ်စားတွေဆင်ရင်ပေးပါတော့တယ်အရာအလုံးကအဆင်ပြေနေပုံရပါတယ်ဒါပေမဲ့တနေ့မှာတော့ရှာဖွေရေးအဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီးဇွန်ဘီမိန်းကလေးကိုခေါ်ဆောင်သွားဖို့အတင်းအကျပ်တောင်းဆိုကြပါတယ်သူတို့တကားကိုဖျက်ဆီးဖို့ပြင်ဆင်နေကြစဉ်မှာဖခင်ဖြစ်သူကသမီးဖြစ်သူကိုနောက်ဆုံးအနေနဲ့စကားတချို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ပြီးခံရခက်တဲ့နာကျင်မှုနဲ့အတူမိန်းကလေးငယ်ဟာသူမဖခင်ရဲ့လေဘင်းကိုအတင်းကိုက်လိုက်ပါတော့တယ်တကားပွင့်သွားတဲ့ကဘာပြတ်မတက်အချိန်မှာပဲတနက်တန်တွေထွက်ပေါ်လာခဲ့ပါတယ်ဖခင်ဖြစ်သူဟာသူ့ရဲ့နောက်ဆုံးအချိန်မှာသမီးဖြစ်သူကိုကယ်တင်ဖို့အတွက်ဘေးကတ်တွန်းထုတ်ပေးလိုက်ပြီးတနက်ကြည်စံတွေကိုသူကိုယ်တိုင်ခံယူကမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်ဖခင်ဖြစ်သူရဲ့ဒီလိုအခြေအနေကိုမြင်လိုက်ရတဲ့မိန်းကလေးငယ်ဟာရင်ထဲမှာဆက်ဆက်ခါတုံ့လှုပ်သွားခဲ့ပါတယ်ပထမဦးဆုံးအကြိမ်ဖြစ်သူမရဲ့ပါးစပ်ကနေစကလုံးတစ်လုံးထွက်လာခဲ့ပါတယ်အဲ့ဒါကတော့ပါပါဆိုတဲ့စကလုံးပါပဲဒါကိုကြားလိုက်ရတဲ့အရာရှိတွေလည်းတနက်တွေကိုအောက်ချလိုက်ကြပါတယ်မိန်းကလေးငယ်ကသူမရဲ့ဖခင်ကိုထက်ခါအောက်ခေါ်နေခဲ့ပေမဲ့အဲ့ဒီအချိန်မှာတော့ဖခင်ဖြစ်သူကတတိလေးမင်းမျောသွားခဲ့ပြီဖြစ်ပါတယ်